အလောင်းတရာခွေကသွေးအေးစရာချစ်သူများနိမင်္ဂလာပါ KND မြန်မာ Horror Story ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ချစ်သူများနိမှာပျော်ရွှင်စရာနေပဲရှိတတ်တာမဟုတ်ပါဘူးတခါတလေမှာတော့ဂတိစကားတွေကတချိုင်းကုန်းအထိလိုက်ပါလာတတ်ပါတယ်အလောင်းတရာခွေမှာအသက်ပြောက်ခဲ့ပေမဲ့ချစ်သူစီကိုအရောက်ပြန်လာခဲ့တဲ့နှီးဆိုတဲ့မင်းကလေးတယောက်အကြောင်းနားဆင်ကြည့်လိုက်ရအောင်ဗျာဖေဖော်ဝါရီလရဲ့အေးဆက်တဲ့လီဗီဒီဟာမြို့ပြင်ကလမ်းမလီထက်မှာတိုက်ခတ်နေပါတယ်။အမောင်တူးကြားမှာကားအင်ဂျင်ထန်ခတ်အုပ်လီကလွယ်ရင်အရာအလုံးကတိတ်ဆိတ်လို့နေပါတယ်။နှင်းတယောက်ဘေးကုံမှာတင်ထားတဲ့ဖုံးမျက်နှာပြင်ကိုလမ်းကြည့်လိုက်မိတယ်။အဲ့ဒီမှာသူမရဲ့ချစ်သူထတ်လင်းစီကနောက်ဆုံးပို့ထားတဲ့စာလေးကရှိနေတော့ပဲ။ကားကိုဂယူးဆိုင်မောင်းတော့ချစ်သူတဲ့။နှင်းရဲ့နှုတ်ခမ်းတက်မှာပြုံးလေးတစ်ခုပေါ်လာတယ်။သူတို့နှစ်ယောက်ကအလောက်ကိုစီနဲ့တခြားမြို့တွေမှာနေကြရတာမို့အခုလိုချစ်သူများနေ့မှာတွေ့ရဖို့ဆိုတာနှင်းအတွက်တော့အရန်ကိုအဖိုးတန်တဲ့အခွင့်အရေးတစ်ခုပါနှင်းဟာထက်လင်းကိုအရန်လွှမ်းနေပြီဒါပေမဲ့ညဘက်အလုံးစင်းထားရတာရက်ဆက်နေပြီမို့သူမရဲ့မျက်တောင်တွေကတခေးပြေးလေးလံလာပါတယ်အဲ့ဒီချိန်မှာပဲကားမှန်တွေအကုန်ပိတ်ထားရက်နဲ့ထူးဆန်းတဲ့အေးဓာတ်တစ်ခုကသူမရဲ့အရေးပြားတွေထိုးဖောက်ဝင်ရောက်လာတယ်လက်ကကြိုက်ထားတဲ့ steering brake ဟာလည်းရေခဲတုံးလိုအေးဆက်လာပါတယ်ချက်ချင်းဆိုသလိုပဲအမောင်ထေကနေအကြီးမဲတစ်ခုကကားရှည်ကနေဝစ်ကနေဖြတ်ပြေးသွားတယ်နှင်းလှန့်ပြီးဘရိတ်ကိုပြင်းထန်နင်းလိုက်ရတယ်နှလုံးတွေတုန်နေပေမဲ့ငါမျက်စိမားတာနေမှာပါအကြီးပြတ်လို့ဇဝေဇဝါချစ်တာနေမှာပါလို့ကိုအားပေးပြီးရှေ့ဆက်မောင်းခဲ့ပါတယ်ဒါပေမဲ့သူမမေ့နေရတခုကအဲ့ဒီလမ်းကအလောင်းတရာကွေလို့လူတီများတဲ့နေရာဖြစ်ပြီးနှစ်တိုင်းအသက်ပေါင်းများစွာကိုစတေးနေရတဲ့နေရာတစ်ခုဆိုတာပါပဲရုတ်တရက်ကားပြေးတွေကလမ်းပေါ်မှာချို့ထွက်သွားပြီးထိမ့်မရတော့ဘူး။နေ့ရက်နှလုံးသားတစ်ခုလုံးဝုန်းကနေပုတ်သွားသလိုခံစားလိုက်ရတယ်။ကားဟာရှိန်ပြင်းပြင်းနဲ့လမ်းဘေးကတစ်ပင်ကြီးကိုဝင်တိုက်မိပါတော့တယ်။ဝုန်းဆိုတဲ့အတန်ကြီးနဲ့အတူနေ့ရက်ခန္ဓာကိုယ်ကကားမှန်နဲ့ပြင်းပြင်းထန်ထန်ရိုက်မိသွားပါတယ်။သွေးတွေဟာအခုံးပေါ်မှာစီးကျလာပါတယ်။ပြီးတော့အရာအလုံးကမှောင်အထိကျသွားခဲ့တယ်။ခဏကြာမှတော့နှင်းဟာအေးဆက်တဲ့ခံစားချက်နဲ့အတူပြန်နှိုးလာတယ်။ကားမှန်တွေကတော့အကွဲနေပြီးမြဲသူမမှာဘာဒဏ်ရာမှမရှိသလိုပဲသူမဟာထူးဆန်းတဲ့ခံစားချက်နဲ့အတူကားပေါ်ကဆင်းနီထက်လင်းစီကိုအရောက်သွားခဲ့ပါတယ်ညဘက်ထက်လင်းအင်္ဂါကျန်းထဲမှာသူတို့နှစ်ယောက်တူထိုင်နေကြတယ်ထက်လင်းကနှင်းကိုကြည့်ပြီးနှင်းကြည့်ရတာပနှောင်းလဲသွားသလိုပဲပိန်သွားတယ်ဒါပေမဲ့ပိုးလားသွားတယ်အဲ့လိုပြောတယ်နှင်းကတော့ခက်အေးလေးပဲပြုံးနေကြတယ်နောက်နေ့မနက်မှာတော့နှင်းရဲ့ခန္ဓာကိုယ်ကအဖက်လိုက်ကွဲအပ်လာပြီးပုတ်စော်နန်းလာတယ်ထလင်းဟာသူမကိုကြိုက်ကြည့်လိုက်တဲ့အခါလူသေးတယောက်လိုအေးဆက်နေတာကိုတွေ့လိုက်ရတယ်။ထလင်းထိလာနဲ့ကကြည့်လိုက်တဲ့အခါသူ့ဘေးကနှင်းကလူမဟုတ်တော့ဘူး။မျက်လုံးအပြူသားတွေနဲ့အရေပြားတွေလျော့ရဲကျနေတဲ့အလောင်းတစ်ခုဖြစ်နေပါပြီ။ထလင်းငါတေသွားပြီ။အဲ့ဒီညကအလောင်းတရာကွေ့မှာလေငါတေခဲ့တာပါ။ဒါပေမဲ့နှင်းကိုလွမ်းလုံးလို့ငါအရောက်လာခဲ့တာပါ။နှင်းရဲ့ဗဟာတဖေတိုးဝင်သွားပြီးသူမရဲ့ခန္ဓာကိုယ်ကမြူကိုလိုလွင့်ပြဲပျောက်ကွယ်သွားခဲ့ပါတယ်။ထလင်းဟာလေယာအိုးကိုပဲဖက်ထားရင်းချစ်သူညာနေရဲ့အပူဆုံးမျက်ရည်တွေကိုအမှောင်ထဲမှာစီးကြော်နေပါတော့တယ်။ဒီဇာလန်နီကိုကြိုက်နေတဲ့ဆိုရင် like share နဲ့ subscribe လုပ်ပေးကြပါဦး။နောက်ထပ်အခောက်ချားဆွေရဇာလန်တွေနဲ့အတူပြန်လာခဲ့ပါမယ်။